ခါနဲ့ပိတ်တဲ့ပေါ့နော်ခါနဲ့ပိတ်တဲ့ဆိုကဲဒီကနေစလိုက်မယ်ထောက်ထားတဲ့ဒီ9 3 6 3ညခွန်ကနေစလိုက်မယ်နော်မိတ်ဆွေတို့နော်9 3 6 6ခွန်စမယ်နော်မိတ်ဆွေတို့ဒီတွက်နည်းလေးကတော့စက်တိုက်တော့လာနေတယ်နော်မိတ်ဆွေတို့သူကအားလုံးတော့10လုံးရှိမယ်နော်10လုံးတော့တဲ့ပဲနော်အဲ့တော့တဲ့မိတ်ဆွေတို့ကောင်းမကန့်အောင်အမှန်တကယ်တော့4လုံးပဲရှိရတယ်မိတ်ဆွေတို့တဲ့ကဏ္ဍလေးဒီတွက်နည်းကိုတွက်ပြလိုက်မယ်နော်ဒီက3နဲ့5ပေါ့နော်3နဲ့5ကိုပေါင်းလိုက်မယ်ဆိုရင်8နော်3နဲ့6ပေါင်းလိုက်မယ်ဆိုရင်9 3ည6နဲ့ပေါင်းလိုက်ရင်6 3ညနဲ့ခွန်ပေါင်းလိုက်ရင်ခွန်နော်ဒါဆိုရင်ဒီ4လုံးနဲ့ပဲကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဘယ်လိုယူလဲဆိုတာနော်ဒီတော့နည်းကကျွန်တော်တွေ့တဲ့လောက်မြင်တဲ့လောက်ပေါ့နော်မိတ်ဆွေတို့တွက်ပြမယ်ဒီကနှလုံးရယ်ဒီကအရှိရနှလုံးရယ်ကျွန်တော်အရင်တွဲလိုက်မယ်နော်ပြောရရင်တော့ဒီကိုတွဲလိုက်မယ်8 6နော်ဒီမှာရေးလိုက်မယ်8 6 8ခွန်9 6 9ခွန်ဟာလားမရှိတော့ sorry 9ခွန်ပြီးရင်ဘယ်လိုပြန်ယူလဲဒီကိုပြန်ယူလိုက်မယ်6 8 6 9နော်ခွန်8ခွန်9နော်အားလုံးဘယ်လုံးရှိမလဲဆိုတော့10လုံးရှိမယ်နော်ထွက်သွားကဏ္ဍကြည့်မယ်ဆိုရင်ဘာထွက်သွားလဲ3 8ခွန်ထွက်သွားမယ်ဆိုတော့နော်ဒါဆိုကျွန်တော်တို့တဲ့ကဏ္ဍဒီခါနဲ့အပိတ်ဒီမှာ8ခွန်တဲ့ကဏ္ဍနော်ကဲကျွန်တော်တို့ထပ်သွားကြည့်မယ်နော်ထပ်သွားကြည့်အောင်ထပ်သွားတဲ့ဒီတဲ့3ညခွန်3 8ခွန်နော်အဲ့ဟာကိုကျွန်တော်ဘယ်လိုယူမလဲ3ညနဲ့တဲ့နဲ့ပေါင်းလိုက်မယ်ဆိုရင်တဲ့3ညနဲ့ခွန်ပေါင်းလိုက်မယ်ဆိုရင်ခွန်နဲ့3ပေါင်းချင်းဒီ3ည3နဲ့8ပေါင်းချင်းဒီတဲ့နော်ဘယ်လိုတွဲမလဲဒီကအနောက်နှလုံးရဲ့ဒီအရှင်းနှလုံးတွဲမယ်တွဲလိုက်မယ်ဆိုရင်တဲ့3ညတဲ့ခွန်3ညခွန်တဲ့နော်ပြီးဘယ်လိုတွဲမလဲ3ညတဲ့3ညခွန်တဲ့ခွန်အားလုံး10လုံးမမဆိုတော့နော်ထောက်ရကဏ္ဍဘာထောက်လဲထောက်လိုက်ကဏ္ဍကြည့်မယ်ဆိုရင်ဘာထောက်လဲထောက်ရကဏ္ဍဒီခွန်3ညဒါဆိုကျွန်တော်တို့ခါနဲ့ပိတ်ဒီခွန်3ညနော်မဆိုတော့နော်ကဲကျွန်တော်တို့ထပ်တော့ကြည့်အောင်နော်ထပ်တော့ကြည့်အောင်ထပ်တော့တဲ့ဒီတဲ့ခွန်3ခွန်3ညနော်အဲ့ဟာကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲတင်းနဲ့ခွန်ပေါင်းချင်းဒီ8ခွန်နဲ့3ပေါင်းချင်းဒီ3ည3နဲ့ခွန်ပေါင်းချင်းဒီလဲ3ညခွန်နဲ့ခွန်ပေါင်းချင်းဒီလဲ4နော်ရတဲ့ကဏ္ဍကိုဘယ်လိုလုပ်မလဲဒီရတဲ့ဒီအနောက်ကဏ္ဍကိုဒီရှင်းနေတွဲမယ်ဘယ်လိုတွဲမလဲ3ညဒီကနေစတွဲမယ်8 3ည8 4 3ည4ပြီးရင်ဘယ်လိုလဲအနောက်ပြန်သွားမယ်3ည8 3ည4 8 4 3ညအားလုံး10လုံးရမယ်နော်ရှင်နော်ထောက်ရကဏ္ဍဒီထောက်ရကဏ္ဍကြည့်မယ်ဆိုရင်ပါထောက်တော့မလဲ1 8 4ထောက်ထားဒါဆိုရင်ကျွန်တော်တို့ခါနဲ့ပိတ်ဒီ8 4နော်မဆွေးတော့နော်ကဲကျွန်တော်တို့ထပ်သွားကြည့်အောင်နော်မဆွေးတော့နော်
ထောထားတဲ့ဒီနှစ်ရှစ်ခွန်တဲ့ရှစ်လေးနော်အဲ့ထောထားဒီထောထားတစ်ရှစ်လေးကိုကျွန်တော်ဘယ်လိုလဲဒီနှလုံးခါနဲ့ပိတ်ရဖို့နှစ်နဲ့ရှစ်ပေါင်းချင်းဒီ3ညရှစ်နဲ့ခွန်ပေါင်းချင်းဒီ15ဆို5ခွန်နဲ့တစ်ပေါင်းချင်းဒီ8တစ်နဲ့ရှစ်ပေါင်းချင်းဒီ9နော်ဒါဆိုရင်ကျွန်တော်တို့တွဲရမယ်ကနနေဒီအနာကနှလုံးနဲ့ဒီအရှင်းလုံးတွဲမယ်3ည8 3ည9 5 8 5 9နော်နောက်ပြန်တွဲမယ်8 3ည8 5 9 3ည9 5ဒါဆိုကျွန်တော်တို့ခါနဲ့ပိတ်ဒီပါထော်တော့လဲထော်တော့ကနကိုကြည့်မယ်ဆိုတော့ထော်တော့လဲ4 9 5ဒါဆိုကျွန်တော်တို့ခါနဲ့ပိတ်ကြည့်မယ်ဆိုရင်ကနပဲဆိုတော့9 5ဆိုတော့ဒီနော်ခါနဲ့ပိတ်ရဒီတလုံးဟုတ်လားဆိုတော့ကဲကျွန်တော်ဒီတပတ်အတွက်ကိုကျွန်တော်တို့တွားကြည့်အောင်ထော်တော့တဲ့ဒီတပတ်နော်ထော်တော့တဲ့ဒီသူကထော်တော့ပါထော်တော့လဲဆိုတော့ခွန်5တဲ့4 9 5နော်အဲ့ဟာကျွန်တော်ဘယ်လိုယူမလဲဒီကိုပေါင်းလိုက်မယ်ခွန်နဲ့5နဲ့ပေါင်းချင်းဒီနဲ့စနစ်ဆိုရင်နှစ်ပေါ့နော်5နဲ့1ပေါင်းချင်းဒီ6 1နဲ့4ပေါင်းချင်းဒီ5 4နဲ့9ပေါင်းချင်းဒီ73ဆို3ဒါဆိုကျွန်တော်ဘယ်လိုတွဲမလဲဒီကအနောက်နှလုံးနဲ့ဒီရှင်းလုံးတွဲမယ်ဆိုရင်နှစ်5နှစ်3နော်ပြီးရင်6 5 6 3အနောက်ရှေ့ပြန်တွဲရင်5နဲ့5 6နောက်ဆိုရင်3နဲ့3 6ဒါဆိုကျွန်တော်တို့ဒီတစ်ပတ်လာမဲ့ခါနဲ့အပိတ်ဒီရှစ်လုံးထဲရအောင်တဲ့ကနမ်းမှာနော်လာမဲ့ဒီဘယ်နှစ်ရက်နေ့လဲ16ရက်ဟာလာမယ်ဆို16ရက်9လ2026နော်ဒါတဲ့ကနမ်းမှာပဲဆိုတော့နော်ဒီတွက်နေလေးကြိုက်တယ်ဆိုရင်မိတ်ဆွေတို့ထိတ်စီးလာထည့်ရုံပဲမိတ်ဆွေတို့နော်သူကစက်တိုက်လာနေတယ်မိတ်ဆွေတို့နော်ဒီတစ်ပတ်မဖောက်ရင်နော်မိတ်ဆွေတို့ထိတ်စီးလေးလာထည့်လိုက်ရင်မိတ်ဆွေတို့ရှစ်လုံးနဲ့အဆင်ပြေတော့ရနော်ဒါတလောက်ပါမိတ်ဆွေတို့နော်